အရှင်ဖေဟာတပည့်တော်ဘဝစိတ်သောကတွေနဲ့ပြည့်နေပါတယ်ဖေဟာတကားတလေမှာရှင်တန်ရတာပင်ပန်းလာပြီးလောကကြီးကိုရှုံးပေးလူစိတ်တွေဖြစ်ပေါ်လာပါတယ်ဖေဟာဒီအတွက်ကြောင့်ဖေဟာတပည့်တော်သည်ယနေ့မှစ၍စိတ်သောကများကင်းဝေးရပါစေတပည့်တော်ကိုစောင့်ရှောက်ကြကုန်သောနတ်အပေါင်းတို့လည်းကျမ်းမာချမ်းသာကြပါစေတပည့်တော်မပျော်ရွှင်မအေးချမ်းခဲ့ရတာကြာပြီဖြစ်၍တပည့်တော်အမြန်ဆုံးအေးချမ်းပါရစေယနေ့မှစ၍တပည့်တော်သည်သူတော်ကောင်းတရားနှင့်အညီစိတ်နှလုံးချမ်းမြေ့စွာနေနိုင်ပါစေကြိုးစားရင်ကြိုးစားသလောက်ပြန်မရခဲ့တာကြာပြီမို့ကြိုးစားမှုတိုင်းအရာထင်ပါစေအာသွန်ခွန်ဆိုင်ကြိုးစားနေတဲ့တပည့်တော်အဖို့ပန်းနိုင်မရောက်ခင်မလဲကျသွားပါစေနဲ့တပည့်တော်ပျော်ရွှင်အေးချမ်းရသလိုဤစကြဝဠာ၌ရှိကြကုန်သောတရားဝါများအလုံးလဲနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဒုက္ခခတ်သိမ်းကင်းငြိမ်းကြပါစေဒီနေ့ကစပြီးတပည့်တော်ရဲ့စိတ်ရောကိုယ်ပါကျမ်းမာကြံ့ခိုင်ပါစေတပည့်တော်ကိုယ်တိုင်စိတ်ထားကောင်းကောင်းထားသလိုရှောက်လန်းရအောင်မဲ့အနာဂတ်ခရီးမှာလဲတပည့်တော်လိုစိတ်ထားကောင်းတဲ့သူတွေနဲ့သာဆုံတွေ့ရပါစေ။